Itchy Boots ရဲ့ Norley တယောက် Kuala Lumpur မှာသူ့ရဲ့ဆိုင်ကပစံထီကိုအိုမန်ပို့ဖို့အတွက်တိတ်တာတွင်း Crating ပြင်ဆင်နေတဲ့အကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်။သူရောက်နေတဲ့အချိန်ကတကယ်ကိုစိန်ခေါ်မှုကြီးပဲနော်။သူရောက်နေတာကတရုတ်နှစ်သက်အားလျက်ရှိမတိုင်ခင်နောက်ဆုံးအလုပ်လုပ်တဲ့နေ့ဖြစ်နေတာ။အားလုံးကပိတ်တော့မှဆိုတော့ပစ္စည်းဝယ်ရတာရောအလုပ်သမားရှာရတာရောတော်တော်လေးကတောင်းကနင်းဖြစ်နေတာပေါ့။ဆိုင်ကပူးမဲ့အေးချင်းနဲ့ဆက်သွယ်ရေးကလည်းတိတ်မချောမွေဘူးလို့သူဆိုထားသေးတယ်။အဲ့ဒီကြားထဲမှာသူကဆိုင်ကကိုတိတ်တာတဲ့ထဲဟုအရွယ်အစားတေးချမတိုင်းပဲဝယ်လိုက်တဲ့တပတ်ရတစ်သားပြားတယ်နဲ့စတင်ခဲ့တာ2004လိုက်ခေါက်1000လာမီလီမီတာအရွယ်အစားကဆိုင်ကအမြင့်အတွက်လောက်ပါမလားဆိုပြီးသူတော့စိုးရင်နေခဲ့တာလीဒါပေမဲ့သူကတော်လေးလက်တွေ့ကြကြစဉ်းစားတတ်လာဗျာဆိုင်ကကိုတိတ်တာတဲ့စမ်းအောင်လေကာမန့်တွေမှန်တွေနဲ့ဘေးတိတ်တာတွေကိုဖြုတ်ပစ်လိုက်တယ်ထူးခြားတာကလေကာမန့်ဖြုတ်ที่မောင်းရတာကလေးတိုက်တာပိုတက်တာဒီပိုတောင်စီးလို့ကောင်းသေးတယ်လို့သူကဆိုထားသေးတယ်။နီးပညာပိုင်းဆိုင်ရာလုံခြုံရေးမှာလဲ Norley ကတော်တော်လေးစေ့စားတာ။ဘက်ထရီကိုဖြုတ်ပြီး tape နဲ့ပတ်ဖို့အကောင့်ခွန်အရာရှိတွေကိုအားမကိုဘဲနဲ့သူကိုယ်တိုင်လုပ်ခဲ့တာ။အကောင့်ခွန်အရာရှိတွေကဆိုင်ကယ်ကိုဖွင့်ပြီးဘက်ထရီဖြုတ်ပေးမယ်ဆိုတာမယုံဘူးလို့သူကပွင့်ပွင့်လင်းလင်းပြောထားတာ။ဟုတ်တယ်။ပြီးတော့ခါနတ်လိုမျိုးအရေးကြီးစာရွက်စာတမ်းတွေကိုလည်းအေဂျင့်လက်ထဲမှာထားခဲ့ရမှာစိတ်မချလို့လေစိတ်အထိကိုယ်တိုင်လိုက်ပို့ဖို့ဆုံးဖြတ်ခဲ့တာကလည်းသူ့ရဲ့သတိကြီးမှုကိုပြနေတာပဲသူကွာလာလမ်ပူမှာတပတ်လောက်ကြာသွားတာကသူ့ရဲ့ဒီတစ်ချိန်ခီးစဉ်မှာတနေရာထဲမှာအကြာဆုံးနေရတာပဲဆိုင်ကယ်မစီးရလို့လွမ်းနေပေမဲ့မနှက်စာဆိုင်ကလူတွေကသူ့ကိုအလွတ်မှတ်မိနေတာလေးကိုတော့သူကသဘောကျနေပုံရတယ်အခက်အခဲတွေကြားထဲကနေတစ်သားပြားတွေထပ်ဝဲတန်တွေထပ်ဝဲနဲ့နောက်ဆုံးမှာတော့တိတ်ကာကိုစတင်တီဆောက်နိုင်ခဲ့တာပေါ့အလုပ်တွေကနှေးကွဲနေပေမဲ့Norley ရဲ့ဘာမစိုးထလာနိုင်တယ်ဆိုတဲ့အကောင်းမြင်ဝါဒကပဲသူ့ကိုရှေ့ဆက်နိုင်စေတာလို့ထင်ပါတယ်။မှန်ပါတယ်။ဒါဟာခရီးသွားတစ်ယောက်အတွက်ပစ္စည်းပို့ဆောင်ရေးဆိုတာဘလောက်အသေးစိတ်ကြပြီးစိတ်ရှည်ရတယ်ဆိုတာကိုပြတဲ့သင်ခန်းစာတစ်ခုပါပဲ။ရီလုပ်ငန်းစဉ်ဒီအစိတ်အပိုင်းများပျောက်ဆုံးနေတဲ့ပါဆိုတစ်ခုကိုဖြည့်ရှင်းနေရသည်မြင့်တူတယ်။အစာပိုင်းမှာအစိတ်အပိုင်းများမစုံလင်ပဲရှုပ်ထွေးနေပြီမယ်။စိတ်ရှည်စွာနဲ့တစ်ခုချင်းစုစည်းလိုက်တဲ့အခါနောက်ဆုံးမှာလုံခြုံစိတ်ချတဲ့ခရီးစဉ်တစ်ခုဖြစ်လာမည်ထင်ပါတယ်။